Hello ဒီနေ့ကတော့ကျွန်မကထုံးစံတိုင်းပဲပေါ့နော်ရုံးလာတက်တာပေါ့ရုံးလာတက်တဲ့အချိန်မှာကျွန်မရုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမကန်ကိုယ်စားလှယ်တွေကဘာလို့ရုံးလာတက်တာလဲဘာကြောင့်ဒီမှာအလုပ်တွေလုပ်ကြလာတယ်ပေါ့နော်ဒါကျွန်မတို့ရဲ့ agency မှာပေါ့နော်customer တွေတွေ့ဆုံဖို့အတွက်ကျွန်မတို့ရဲ့policy တင်လိုက်တယ်အဲ့ policy ကိုကျွန်မတို့ကဆက်ပြီးတော့ဥပမာကျမရေးစစ်စစ်မှုလုပ်တာတွေတခြားကိစ္စတွေဆိုကျွန်တော် manager နဲ့တိုင်ပင်ပြီးတော့ panic case လေးတွေရှင်းရတဲ့အရာတွေလည်းရှိတယ်ပေါ့နော်တချို့ customer တွေတချို့ agent တွေကြတော့ကျွန်မစီမလာနိုင်ပေါ့နော်ကျွန်မအိမ်ကိုမလာနိုင်ဘူးကျွန်မလည်းသူတို့အိမ်မသွားနိုင်ဘူးဆိုကျွန်မတို့ကဒီမှာပေါ့နော်ရုံးရှိရတဲ့ရုံးနေရာမှာအေးစစ်စစ်တတောင်တတာနဲ့စကားပြောလို့ရတယ်ဆွေးနွေးလို့ရတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ရုံးဆိုတော့အများနဲ့မီးရတဲ့အတွက် aircon လည်းရတယ် coffee တွေကျွန်တော်တို့ဒီ agency ပေါ့နော်16လမှာရှိ agency မှာဆိုရင်ဒီလိုပုတ်ကလေးတွေရှိရပေါ့နော်ပုတ်ကလေးတွေမှာဆိုရင်ဒါ star leader စူရတဲ့လူတွေတင်ပေးထားတယ်ပေါ့နော်ဒါဘယ်သူတွေကတော့ဘာဖြစ်နေလဲဆိုတဲ့ဟာလေးကဒါမနစ်က2025ပေါ့နော်2025ပါဒီနေ့လားစင်ပေါ့နော်လားစင်မှာ agent တွေရဲ့အယောင်းကိုယ်စားလှယ်တွေရဲ့ရောင်းပေါ်မှာမူတည်ပြီးတော့အဝက်လေးတွေပေးတာပေါ့နော်ဒီမှာဆိုလဲကျွန်မခုနကနာမည်ကြည့်လိုက်တော့ဘယ်သူတွေလဲဆိုကချင်နာမည်ပေါ့နော်ဆမ်ဘူးတဲ့သူကတော့ဒါမြကြီးနာကကျွန်မတင်းကတော့မဟုတ်ဘူးဒါပေမဲ့ဝင်တာဘယ်လောက်မှမကြောက်ဘူး MDR တွေဖြစ်တယ်ပေါ့နော်အရန်တော်ကြတယ်အဲ့တော့တချို့တော်တော်များများကဘယ်လိုထင်ကြလဲဆိုရင်ကျွန်မကတော့နေမာနေလို့ကျွန်မကတော့ရန်ကုန်မှာနေလို့ကျွန်မကစကားမပြောတတ်လို့ကျွန်မကတော့ပြောရမှာအားနည်းလို့ဆိုတာမရှိပါဘူးအာမကန်ကိုချစ်မြတ်နိုးသွားပြီးအာမကန်သဘောတရားကိုနားလည်သွားပြီဆိုရင်အာမကန်ဝန်ဆောင်မှုပေးရတာကိုအင်မတန်နှစ်သက်လာပါမယ်ဒါကြောင့်အာမကန်ကိုယ်စားလှယ်လုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ရုံးကနေပေးတဲ့သင်တန်းတွေကို step by step တေချာတက်ပါတကယ်လို့နားမလည်ဘူးဆိုလဲဒီသင်တန်းတွေကအမြဲတမ်းတင် जा ပေးနေတာဖြစ်တဲ့အတွက်တက်ဖို့ဝန်မလေးပါနဲ့ပေါ့နော်ကျမတို့အများတန်း training တွေပေးနေတယ်ကျမတို့ထပ်ပြီးတော့ဆက်လက်လီလာလို့ရအောင် continue program တွေလည်းစီစဉ်ပေးတယ်ပြီးသွားရင်ကျမတို့ဒီ agency leader တွေ agency manager တွေကလည်းကူညီပေးတယ်ပေါ့နော်ဒါဆိုဒီစုတစိတ်ပိုင်ရှင်လေးတွေကအင်မတန်ဂုဏ်ယူစရာကောင်းတယ်ပေါ့ကျမတို့လည်း agent ဘွားတော့ကျမတို့လည်းလို့လားစင်ပေါ့နော် achievement လေးတွေရပူပါတယ်ရှင်ဒါလေးတွေပေါ့နော်ဒါလေးတွေရပူပါတယ်နာမည်လေးတွေလည်းနော်အရန်ကိုတိုင်းရင်းသားနာမည်တွေပါပါတယ်ချင်းလူမျိုးတွေရောကချင်တွေရောအစုံပါပါတယ်ရှင်ကျမလာလေးပြချင်တာပေါ့နော်အဲ့တော့အလုပ်တစ်ခုပေါ့နော်အခုချိန်မှာပေါ့နော်ကျမတို့ရှေ့လွန်ခဲ့တော့4-5နှစ်ကလည်းကျမတို့ပြောတယ်ကိုကအလုပ်တစ်ခုလုပ်ချင်တယ်ဆိုရင်တော့ကိုကရဲရဲရင်းနဲ့ဒီဒုတိယအလုပ်လေးလုပ်ကြည့်ပါ second career အလုပ်လေးလုပ်ကြည့်ပါပြီးတေချာလေးလာပြီးတေချာပြိုးထောင်တဲ့ခါကျရင်ကိုယ့်ရဲ့ main business တစ်ခုဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်အလုပ်လုပ်ဖို့အတွက်ဝန်မလေးပါနဲ့ကျမတို့ဆိုလဲဒီအလုပ်ကိုကျမတို့ကိုယ်တိုင်သဘောကျပြီးလုပ်တဲ့အတွက်ကျမအလုပ်တစ်ခုပေါ့နော်ဘယ်နယ်ပယ်မှာမဆိုပေါ့နော်အလုပ်တစ်ခုလုပ်တယ်ဆိုရင်လက်တွဲခေါ်ယူတဲ့လူကနဲတယ်ပေါ့ဒါပေမဲ့ကျမတို့ဒီအမကန်ကိုယ်စားလှယ်လောကမှာကျမတို့ဒီ diary လိုက်မှာဆိုရင်ကျမတို့ကအရန်ကိုလက်တွဲခေါ်ပါတယ်ဒါကကျမတို့ကလိန်ညာပြီးပြောစရာတခုမရှိပါဘူးရှင့်ကျမတို့ team work ကို imminent သဘောကျတဲ့အတွက် leader ကလည်းကို team member တွေကိုဘယ်လိုလုပ်ရမလဲဆိုသင်ကြားပေးသလို manager တွေကလည်း supporting ပေးတာဖြစ်တဲ့အတွက်ပေါ့နော်ကျမကတော့ diary လိုက် issue တဲ့မြန်မာမှာ financial planner အနေနဲ့ဝန်ဆောင်မှုပေးရတာမိတ်ဆွေတို့တွေနဲ့တကယ်ကိုကဝင်ငွေတစ်ခုရချင်တယ်ဆိုရင်တော့ကိုရဲ့ဒီတင်းနေနဲ့ဆက်သွယ်ပြီးတော့အမြန်ဆုံးလုပ်ကင်တင်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြောင်းလဲလာတဲ့ခေတ်စနစ်မှာပေါ့နော်။ဘယ်နေ့မှဘာမှမသိတဲ့ကျမတို့ရဲ့ပြောင်းလဲမှုတွေအများကြီးကြားထဲမှာမိမိကိုယ်တိုင်ဒီသင်တန်းတွေကိုလေ့လာပြီးတော့ပြောင်းလဲကြည့်ပါ။ပြောင်းလဲကြည့်မယ်လိုက်လုပ်ကြည့်မယ်လက်တွဲကြည့်မယ်ကျမတို့အဆင်ပြေလာမှာပါ။ရက်နေလို့တော့ကျမတို့ဘာမှမဖြစ်ဘူး။ကျမတို့ကစဉ်းစားနေရင်လည်းဒီလုပ်တွေကအဆင်ပြေပေါ့နော်။စဉ်းစားတာကမှန်မှန်ကန်ကန်စဉ်းစားဖို့လိုပါတယ်စဉ်းစားပြီးတွေ့ဝေးသွားရင်တော့အဆင်ပြေပေါ့ရှင်ဟုတ်ကဲ့ပါကျွန်မဂျက်စီကာဆင်ပါရှင်ညောင်ပေးရတာကြိုက်သူတပူပါကျွန်တော်တင်းဂျက်စီကာနဲ့လက်တွဲပြီးတော့အသက်အာမခံဝန်ဆောင်မှုများကိုပေးလို့ရပါတယ်မိတ်ဆွေတို့သာစူးစမ်းမယ်ဆိုရင်အောင်မြင်အောင်ကျွန်မကပံ့ပိုးပေးနိုင်ပါတယ်ရှင်